ရဲ့ screen time ကိုဘယ်လိုစီမံခန့်ခွဲမလဲယူရှင်တဲ့နီလန်တွန်းကိုအတူတူကြည့်လိုက်ကြရအောင်ဒါကတော့အခုခေတ်မိဘတိုင်းလို့ပြင်ဆိုင်နေရတဲ့အခက်အခဲကြီးတစ်ခုပါပဲဒီပြဿနာကိုဖြေရှင်းနိုင်မယ်ထိရောက်တဲ့အဓိကနီလန်၃ခုရှိပါတယ်ပထမချက်ကတော့ရှင်းလင်းတဲ့စီကန်းတွေနဲ့ဖုန်းမသုံးရမယ့်နေရာတွေသတ်မှတ်ဖို့ပါပဲဆိုတော့အိတ်ခမ်းတို့တမင်စားပွဲတို့မှာဖုန်းလုံးဝမသုံးရဘူးဆိုပြီးသတ်မှတ်ထားရမှာပဲ Google Family Link လို့ app တွေကလည်းအချင်းကန့်တက်ဖို့အများကြီးအထောက်အကူပြုနိုင်ပါတယ်အရေးကြီးတာကဒါဟာအပြစ်ပေးတာမဟုတ်ပဲကာကွယ်ပေးတာဆိုတာကလေးကိုနားလည်အောင်ပြောပြဖို့ပါပဲကဲဒုတိယအချက်ကိုဆက်ကြည့်အောင်ဖုန်းသုံးချိန်ကနေတခြားအရာတစ်ခုကိုပြောင်းလဲလုပ်တဲ့အခါမှာပေါ့ဖုန်းသုံးချိန်မကုန်ခင်9မိနစ်အလုံးမှာကြိုတတိပေးတာမျိုးအမြဲလုပ်ပေးသင့်ပါတယ်ဖုန်းကိုရုတ်တရက်ဆွဲယူလိုက်ရင်ကလေးကဒေါသထွက်နိုင်တယ်ကြိုပြောထားတော့သူတို့ဘက်ကပြင်ဆင်ချင်ရတာပေါ့နောက်ပြီးအရေးကြီးတဲ့ setting တစ်ခုကတော့ video app ဒီမှာ auto play ကိုပိတ်ထားဖို့ပါပဲ auto play ဖွင့်ထားရင်ဗီဒီယိုတွေကတစ်ခုပြီးတစ်ခုလာနေတော့ကလေးအတွက်ဖုန်းချဖို့ဆိုတာမလွယ်တော့ဘူးလေကဲတတိယအချက်ဂိမ်းကစားတာနဲ့ပတ်သက်ပြီးများတာအောင်လုပ်ဖို့ပဲဖြစ်ပါတယ်ဂိမ်းတွေကိုလောင်ဝါတာမှန်စားအချိန်ကန့်တတ်ပေးပါတခါလေဂိမ်းကညံရီကိုတော့မြင့်တင်ပေးနိုင်ပါတယ်ဒါပေမဲ့ထမင်းမေ့ဟင်းမေ့ဖြစ်လာပြီဆိုရင်တော့မိဘတွေအမေနဲ့တေချာကရုဆိုင်လိုင်းညွတ်ပေးရပါတော့မယ်ဒါဆိုရင်အဓိကချက်တွေကိုပြန်ချုပ်ရရင်တော့ဖုန်းမသုံးရမယ့်နေရာတတ်မှတ်မယ်9မိနစ်ကြိုပြောမယ်ပြီးတော့ game ကစားခြင်းကိုမျှတအောင်လုပ်